ခင်မီဆက်တချို့နဲ့ဟိုလုတ်တဲ့အခါကြတော့လေခင်မီနီးပညာဆက်နဲ့ဒီဘက်ကဒီကျွမ်းကျင် handmade သမားနဲ့ဟိုနည်းနည်းပြန်ပြီးတော့ balance ညီအောင်ပြန်ပြီးတော့လုပ်ရတာပေါ့မှာခုမှကျမဒိုရီယာစတာ2 နှစ်ပဲရှိသေးတယ်ကျွမ်းကျင်လုံသားအနေနဲ့တော့အမဟိုကျမ2024မှာလွန်ခဲ့တဲ့4-5 လလောက်ကပေါ့နော်တော်တော်ခက်ခဲဖြစ်သွားတယ်ပေါ့လေအဲ့တော့ဟိုရှိတဲ့တယောက်နှစ်ယောက်နဲ့တစ်ခါပြန်ပြီးတော့ train ပေါ့အဲ့တော့ trainer ကလည်းအဓိကဒီ handmade နဲ့လုပ်တဲ့နေရာတွေပါတယ်မှာကျမတေချာအဲ့လူတွေကိုတေချာ train ရတာပေါ့နော်နောက်ဒါပေမဲ့တချို့ဟာတွေကြတော့လေဒီခင်မီဆက်တချို့နဲ့ဟိုလုတ်တဲ့အခါကြတော့လေခင်မီနီးပညာဆက်နဲ့ဒီဘက်ကဒီကျွမ်းကျင် handmade သမားနဲ့ဟိုနည်းနည်းပြန်ပြီးတော့ balance ညီအောင်ပြန်ပြီးတော့လုပ်ရတာပေါ့မှာအဲ့လိုမျိုးလေးဟုတ် in house လေးနဲ့တော့35ယောက်ရှိတယ်ဒါပေမဲ့ရက်ကန်းတို့ဘာလို့ကြတော့ကျမကထားနေရပဲမှာလိုက်တာဆိုတော့ဒီဟာတွေတော့မပါဘူးပေါ့နော်အဓိကတော့ marketing ကကျမလေးလုပ်တာပေါ့နော်ဟုတ်ကျမနဲ့အတူတူနောက်ထပ်ညီမလေး3ယောက်နဲ့ဟုတ်လုပ်ပါတယ်ဟုတ်ကဲ့လောလောဆယ်ကျမကဟိုပါပေါ့ဒီဟို digital platform ပဲသုံးနေသေးတာဆိုတော့ဟုတ်လောလောဆယ်ဒီလောက်သူကတော့ဒီခေတ်အခြေအနေရကျမဒီ2025မှာတော့စဖို့ plan တော့လုပ်ထားပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်